今天讲到了 I have iced Americano 对了 iced Americano espresso one shot ကိုရေရောပြီးရေခဲထည့်လာ and then ခုရအေးနေရအေးနေပါတယ် on my way to class ဆိုတော့ခုအတန်းရောက်နေပါပြီ Morning, Nancy. morning အတန်းကိုနိုင်စားဒါမဲ့ So thank you for. အတန်းတော့ပဲရောက်သေးလို့ဆရာမ Hope everyone's feeling okay okay. အခုစားရမယ် Everybody told me that you feel slightly more refreshed than you did at the end of last. ဒီနေ့အတန်းထဲမှာလောက်ရတဲ့ဟာလေးပြောပြမယ်အကယ်၍ကျွန်းကျွန်းပေါ်မှာတငယ်ချင်း3ယောက်နေတဲ့ဘာခေါ်လဲတငယ်ချင်း3ယောက်နဲ့ကွာဟိုကလေးပြက်ပြီးတော့ရောက်ခဲ့မယ်ဆိုရင်ねဟိုဘာယူပေါ့နော်ဘယ်လို ranking လုပ်မလဲပေါ့နော်တစ်ကနေ15ဘယ်ဟာပိုအရေးကြီးပြီးဘယ်ဟာတိတ်အရေးမကြီးဘူးလဲဆိုပြီးတော့ ranking လုပ်တာအမှတ်လဲပေါင်းခလီတယောက်ကတော့ survivor skill 0ဘာဖြစ်လဲဆိုတော့အမှတ်80ဆိုရင်ပိုအဖွဲလိုက်ကြတော့60နှစ်တဲ့အဲ့ဆိုရင်ပိုပဲဆိုတော့တယောက်တည်းလဲ survival မဖြစ်နိုင်ဘူးလို့အဖွဲလိုက်လဲဖြစ်ဖို့အခြေအနေသိမရှိဘူးဒီနေ့ life lesson လေးပါပဲ